ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ11 days recap ကကြိုဆိုလိုက်ပါတယ်ဒီရုပ်ရှင်ဇာတ်လမ်းအစားမှာတော့မူလန်ကိုစတင်တွေ့မြင်ရပါတယ်သူမဟာငယ်ရွယ်ပြီးမဲ့ထက်မြက်ပြီးညံရီကောင်းတဲ့ကောင်မလေးတစ်ယောက်ပါသူမရဲ့ဖခင်ကကြက်တကောင်ကိုဖမ်းခိုင်းတဲ့အခါမူလန်ဟာရဲရဲဝံ့ဝံ့နဲ့ဖမ်းပြခဲ့ပါတယ်သူမဟာခွန်အားကိုတုံးပြီးခေါင်းမိုးပေါ်ထိတက်သွားခဲ့ပြီးပြုတ်ကျလူနီးပါးထိခဲ့ပြီးမဲ့စစ်သားတစ်ယောက်လိုမျိုးရဲရဲဝံ့ဝံ့ပြန်တက်လာနိုင်ခဲ့ပါတယ်ဒါကိုမြင်တော့အားလုံးကအံ့ဩသွားကြပါတယ်ဖခင်ထီသူဇိုးကတော့ကျင်းနေပြီမဲ့ကျန်တဲ့လူလေးကတော့မင်းကလေးတယောက်နေမဲ့ဒီလိုအပြုအမူမျိုးကမသိမ့်တော်ဘူးလို့ထင်ကြပါတယ်စစ်တဲတော်တွေလုတ်တဲ့အနှုတ်မျိုးကိုယောက်ျားလေးတွေပဲလုတ်တင်တယ်လို့ယူဆကြလို့ပါမူလန်ရမိခင်ကလည်းဖခင်ထီသူကိုဒီလိုမျိုးတွေမတင်ပေးဟုတ်ဆက်လို့နေရင်လူတွေကမူလန်ကိုစုံမလို့ခေါ်ကြလိမ့်မယ်လို့ပြောပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့မူလန်ဟာဝမ်းနေသွားခဲ့ပါတယ်အဲ့ဒါနဲ့အပြင်ထွက်ပြီးသူ့ဖြက်စီးမိသွားတဲ့ပစ္စည်းတွေကိုပြန်ပြင်နေတော့ဖခင်ထီသူရောက်လာပြီးဒါတွေကအတိတ်ကပုံမြင်တွေထုပေမဲ့စီကန်းတွေကိုချိုးဖောက်လို့မရကြောင်းနှစ်သိမ့်စကားပြောပါတယ်မူလန်လည်းစီကန်းတွေကိုလိုက်နာပါမယ်ဆိုပြီးအစင်သင့်ပြင်ဆင်နေရင်းနဲ့ပဲအချိန်တွေကုန်ဆုံးပြီးမူလန်အရွယ်ရောက်လာခဲ့ပါတော့တယ်တစ်ဖက်မှာတော့ဘော်ရီခန်ဆိုသူပေါ်လာပါတယ်သူ့ရွယ်ချက်ကတော့မင်းသားတွေကိုတိုက်ခိုက်ချေမှုန်းပြီးကျွန့်ပြူကိုပါပဲသူ့ကိုရှမ်းညံလို့ခေါ်တဲ့စုံမတယောက်ကအကူအညီပေးနေပါတယ်သူမမှာတပားသူရဲ့ရုပ်သွင်းကိုပြောင်းလဲနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်သူတို့ဟာနေရာတစ်ခုကိုဝင်တိုက်ပြီးစစ်သားအားလုံးကိုတတ်ချက်လိုက်ပါတယ်အဲ့ဒီနောက်စုံမဟာစစ်သားတအူယူပြီးနန်းတော် Imperial City စီကိုတွားပါတယ်နန်းတော်ရောက်တော့တရုတ်ပြည်ရဲ့မင်းသားဘရင်နဲ့တွေ့ပြီးဘော်ရီဆိုတဲ့လူကလူတွေကိုတတ်ဖြတ်ပြီးကျွန်းပြူနေကြောင်းမကြခင်ဒီနေရာကိုရောက်လာတော့မှထစ်ကြောင်းနဲ့စုံမတကောင်ကသူ့ကိုကူညီနေကြောင်းသတင်းပို့ပါတယ်ဒါကိုကြားတော့မင်းသားကစစ်ပြင်ဖို့အမိန်ပေးလိုက်ပြီးတရုတ်ပြည်ကအိမ်တိုင်းစစ်သားတယောက်မထစ်မနေပေးရမယ်လို့အမိန်ထုတ်လိုက်ပါတယ်တစ်ဖက်မှာလည်းစုံမကဘော်ရီခန်စီပြန်ရောက်ပါပြီးသူရည်ရထားတဲ့အတိုင်းမကြခင်တရုတ်ပြည်ရဲ့မင်းသားဖြစ်လာတော့မယ်လို့ပြောပါတယ်မူလန်တယောက်အိမ်ပြန်ရောက်တော့မိခင်ဖြစ်သူကသူမအတက်သရိုးသားလောင်းရွေးထားပြီးမို့မကြခင်လက်ထပ်ရတော့မယ်လို့ပြောပါတယ်မူလန်သဘောမကျပေမဲ့စကားမပြောဘဲငြိမ်နေလိုက်ပါတယ်နောက်တစ်နေ့မှာတော့မူလန်ကိုပြင်ဆင်ပြီးကောင်လစ်ဖက်ကလူတွေစီခေါ်သွားပါတယ်မူလန်ဟာလက်ဖက်ရည်ဆက်တဲ့အချိန်ထိအဆင်ပြေနေပြီမဲ့ရုတ်တရက်ပင်ကူတကောင်ပေါ်လာတာကြောင့်လန့်ပြီးလက်ဖက်ရည်ခွက်တွေပြုတ်တော့ကုန်ပါတယ်သူမရဲ့ခွန်အားနဲ့ခွက်တွေကိုဖမ်းထိန်လိုက်ပြီးမဲ့သပင်တွေဖားလျားကျပြီးရှုပ်ပွားကုန်တာကြောင့်ကောင်လေးဖက်ကစိတ်ဆိုးပြီးမိသားစုရှေ့မှာတင်အဆက်ခံလာရပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားစီကလူတွေရောက်လာပြီးအိမ်တိုင်းစစ်သားတယောက်ပေးရမယ်ဆိုတဲ့အမိန့်ကိုကြီးညာပါတယ်မူလန်ရဲ့ဖခင်ကအိမ်မှာယောက်ျားလေးဆိုလို့သူတယောက်တည်းရှိတာမို့သူပဲလိုက်သွားမယ်လို့ရှေ့ထွက်ပြောပါတယ်ဒါပေမဲ့ခြေထောက်တန်ရာကြောင့်လမ်းလျှောင်ရင်းလဲသွားတာကိုမြင်တော့အားလုံးကဝိုင်းရကြပါတယ်ဇနီးတွေကတားပေမဲ့ဇိုးကလက်မခံပဲစစ်တိုက်သွားဖို့ပစ္စည်းတွေထုတ်ပေါက်နေပါတယ်မူလန်ကဒါကိုမြင်တော့ဖခင်အိပ်ပျော်သွားတဲ့ညအချိန်မှာဖခင်ရဲ့ဝတ်စုံတဲ့လက်နက်တွေကိုယူယောက်ျားလေးလိုဝတ်ဆင်ပြီးတစ်စိတ်ထွက်ခွာသွားပါတော့နေနောက်နေ့မနက်အားလုံးတည်သွားချိန်မှာတော့မူလန်ကိုပြန်ခိုးရင်အသက်ခင်ရနိုင်တာမို့ဖခင်ဖြစ်သူကဘာမှမတတ်နိုင်တော့ပါဘူးမူလန်ဟာလက်ကျင်ခန်းဆင်းပြီးလေညာလက်ဖျားတန်ဟာစီကန်းနဲ့မညီဘူးဆိုတာပြင်မှုကျူးလွန်သူကိုမိသားစုနဲ့အတူအဆက်ခံမယ်လို့ကြေညာပါတယ်မူလန်ကောက်သွားပြီပဲစိတ်တက်မကြပဲဓာရီမြားဖစတဲ့စစ်ပညာတွေကိုကြိုးကြိုးစားစားတင်ယူပါတယ်အချင်းချလာတော့လေ့ကျင့်ခန်းတွေပို့ကလန်းလာပါတယ်ရေပုံနှစ်ဖက်ကိုထမ်းပြီးတောင်ပေါ်တက်ရတဲ့လေ့ကျင့်ခန်းကိုဘယ်သူမှမလုပ်နိုင်ကြပါဘူးတစ်ဖက်မှာတော့ဘော်ရီခန်းကအင်အားစုစည်းနေပါတယ်စုံပါကတော့ဘော်ရီခန်းတဲ့စကားပြောတိုင်းသူမကိုသူမဘသူဖြစ်နေတာဆိုတာမမေ့ဘူးတတိပေးတတ်ပါတယ်လေ့ကျင့်ခန်းကွင်းမှာတော့မူလန်ဟာအရင်ကသူ့ကိုနိုင်ခဲ့တဲ့ကောင်လေးနဲ့ပြန်ပြိုင်တဲ့အခါသူမရဲ့ငယ်ခုစွမ်းရည်တွေကိုထုတ်သုံးပြီးအနိုင်ယူလိုက်တာကြောင့်အားလုံးကအံ့ဩသွားကြပါတယ်တမူးကလည်းမူလန်ကိုချီးမွမ်းပြီးဖခင်ဂုဏ်ယူရမယ်သူလို့ပြောတာကြောင့်မူလန်အယမ်းပြောသွားပါတယ်နောက်နေ့မှာတော့မူလန်ဟာရေထမ်းပြီးတောင်းတရတဲ့လေ့ကျင့်ခန်းကိုပါအောင်မြင်သွားပါတယ်လူတွေကကိုနဲ့နန်နေပြီးမှရေချိုးဖို့ပြောကြပါတယ်မူလန်ကမိန်းကလေးမသိအောင်ညဘက်မှခိုးချိုးပြီးပဲကောင်လေးတယောက်ရောက်လာတော့လူမိလူနီမှာဖစ်ခဲ့ပါသေးတယ်တစ်ဖက်မှာဘော်ရီထန်တောင်းကျမ်းနေပြီဆိုတဲ့သတင်းကြောင့်မင်းသားကစစ်တိုက်ထိုအမိန့်ပေးလိုက်ပါတယ်စစ်ထွက်ခါနီးတဆဆိုကြတဲ့အခါမူလန်ဟာလူတွေကိုလိန်ညာနေရတာကြောင့်စိတ်မလုံးမလဲဖြစ်နေပါတယ်တမ်မူးကိုအမှန်တိုင်းဝင်ခံဖို့တွားပြောပေမယ့်တမ်မူးကမူလန်စကားကိုတေချာနာမထောင်ပဲစစ်ပြီးရင်သူ့သမီးတဲ့တောင်ပေးစမယ်လို့ပြောလိုက်ပါတယ်စစ်မြေပြင်ရောက်တော့ကြောက်နေတဲ့လူတွေကိုမူလန်ကဥဆောင်ပြီးအားပေးပါတယ်တိုက်ပွဲစတဲ့နဲ့တမ်မူးကဘော်ရီခန်းရဲ့တပ်တွေကိုမီးမိုးရွာချပြီးတိုက်ခိုက်ပါတယ်မူလန်တွေကိုတော့နော့ကနေပတ်တိုက်ထိုဆေးလွှတ်လိုက်ပါတယ်ရန်သူတွေရဲ့ထောင်ကြောက်မူလန်တယောက်ထဲကျန်ခဲ့ပြီးစုံမနဲ့ထိတ်တိုက်တွေ့ပါတယ်စုံမကမူလန်ဟာမင်းကလေးမှန်းသိနေပြီးနင်းကမင်းသားရဲ့လူတွေကိုလိန်လို့ညပြီးပဲငါ့ကိုတော့လိန်လို့မရဘူးလို့ပြောပြီးဓားမောင်းနဲ့ပစ်လိုက်တော့မူလန်တတိလေးသွားပါတယ်ဒါပေမဲ့တန်ချက်ခါကြောင့်အသက်မသေးခဲ့ပါဘူး
တတိပြန်ရောက်လာတော့ကိုလိန်ညာနေတာရက်သိမ့်တယ်လို့တွေးမိပြီးတန်ချက်ခါမူချွင်းမင်းကလေးပုံစံအမှန်နဲ့စစ်တွဲတဲ့ပြန်ဝင်လာပါတယ်မင်းကလေးမှန်းတိတာသွားပေမဲ့မူလန်ဟာရဲဝန်းတိုက်ခိုက်ပါတယ်ဘော်ဒီခန်ဘက်ကမီးလုံးတွေပစ်ခတ်တိုက်ခိုက်လာတာကိုတွေ့တော့မူလန်ကအကြံထုတ်ပြီးနှင်းတောင်ကြီးပြိုလာအောင်လှုပ်လိုက်တာကြောင့်နှင်းမုန်တိုင်းကြပြီးဘော်ဒီခန်ရဲ့တပ်တွေပစ်စီသွားပါတယ်မူလန်ကနှင်းပေါ်ထဲပါသွားတဲ့တငယ်ချင်းကိုပါကဲတင်နေပါတယ်အဲ့ဒီနောက်တက်မှုစီသွားပြီးသူမဟာမင်းကလေးထက်ကြောင်ဝင်ခံလိုက်ပါတယ်တက်မှုကဓာထထပြီးမူလန်ကိုတက်ကမောင်းထုတ်လိုက်ပါတယ်မူလန်တယောက်ထဲဝမ်းနေပြီးငိုနေတော့ဆုံးမရောက်လာပါတယ်ဆုံးမကသူ့လဲမူလန်လိုပဲအစွမ်းစီလိုအပက်ခံခဲ့ရကြောင်းဘော်ဒီခန်ကပဲသူ့ကိုလက်ခံပေးခဲ့ကြောင်းမူလန်လည်းသူ့လိုပဲဖယ်လာမှာဆိုတော့သူတို့နဲ့ပူးမဖို့ပြောပါတယ်ပြီးတော့ဒီစစ်ပွဲကအယောင်ပြကထစ်ပြီးဘော်ဒီခန်ကနန်းတော်ကိုတွားပြီးမင်းသားကိုတတ်ဖို့လုပ်နေတာဆိုတဲ့အမှန်တရားကိုပြောလိုက်ပါတယ်မူလန်ကလက်မခံပဲတပ်မှုစီပြန်သွားပြီးတည်င်းသွားပေးပါတယ်အစာကမယုံပေမဲ့တခြားစစ်သားတွေကမူလန်ဘက်ကရက်တီပေးကြတာကြောင့်တပ်မှုကလက်ခံပြီးနန်းတော် Imperial City စီကိုလိုက်သွားကြပါတယ်နန်းတော်မှာတော့အဆုံးမကစစ်သားအယောင်ဆောင်ပြီးမင်းသားကိုဘော်ဒီခန်ရှိရစီလက်ဖျားခေါ်သွားပါတယ်ဘော်ဒီခန်ကမင်းသားကိုတတ်ဖို့လုပ်နေချိန်မှာမူလန်ရလာပါတယ်ဆုံးမကတိန်းငေါအယောင်ပြောင်းပြီးပြန်တန်းသွားပြီးမူလန်ကိုလမ်းပြပေးပါတယ်ဆုံးမကတိုက်ပြီးအတွက်တိုက်ခိုက်ပေးတဲ့ပထမဆုံးအမျိုးသမီးစစ်တဲ့တော်မူလန်ကိုသဘောကျသွားပြီးဘော်ဒီခန်ပစ်လိုက်တဲ့မြားကိုဝင်ခံပြီးမူလန်ရဲ့အသက်ကိုကဲ့တင်လိုက်ပါတယ်နောက်ဆုံးမှာတော့မူလန်နဲ့ဘော်ဒီခန်တို့တိုက်ခိုက်ကြပါတယ်ဘော်ဒီခန်ကမူလန်ရဲ့ဓာတ်ကိုမီးထဲလွင့်ပစ်လိုက်ပြီးမင်းသားကမူလန်ကိုယုံကြည်တယ်လို့ပြောပါတယ်မူလန်ဟာလက်မမဲ့တိုက်ခိုက်ပြီးဘော်ဒီခန်ကိုအနိုင်ယူလိုက်ပါတယ်ဘော်ဒီခန်ကမင်းသားကိုမြားနဲ့ပစ်လိုက်ပြီးမင်းသားကမြားကိုဖမ်းပြီးပြန်ပစ်သေးလိုက်တာကြောင့်မူလန်ကအဲ့ဒီမြားနဲ့ပဲဘော်ဒီခန်ကိုအဆုံးစီရင်လိုက်နိုင်ပါတယ်စစ်ပွဲပြီးတော့အားလုံးကအောင်ပွဲခံကြပါတယ်မင်းသားကမူလန်ကိုတတ်ထဲမှာယာရူးပေးဖို့ကန့်လန့်ပြီးမူလန်ကမိသားစုစီပဲပြန်ကျင်တယ်လို့ညင်းလိုက်ပါတယ်အိမ်ပြန်ရောက်တော့မိဘတွေကဝမ်းသာအားရကွန်ကြိုကြပါတယ်နောက်တော့တက်မှုနဲ့အဖွဲရောက်လာပြီးမင်းသားပေးလိုက်တဲ့လက်ဆောင်ထစ်တဲ့ဓာတ်ကိုပေးပြီးတက်ထဲပြန်ဝင်ဖို့ဖိတ်ခေါ်ပါတယ်မူလန်ကပြုံးလိုက်ပြီးတော့ဇလန်းလေးပြီးဆုံးသွားပါတယ်